အရင်ဆုံးစဉ်းစားဖို့လိုတဲ့ဟာကအစီကဘလူကျသွားတယ်လေဝင်းထဲကနေပါသွားတာလားဒါမှမဟုတ်စီးထဲကနေပါသွားတာလားချွေးထွက်တဲ့အထဲမှာပါလားကျွန်တော်အသက်ရှူထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ပါသွားတာလားအပူစွမ်းအင်ကြောင့်အစီတွေကထွက်သွားတာလားဒါမှမဟုတ်အစီဆဲတွေကပေးသွားတာလားမရှိတော့တာလားခန္ဓာကိုယ်မှာကြံသေးလားပြန်ကြီးလာနိုင်လားကျုပ်သွားသလားလုံးဝပျောက်သွားသလားအဲ့ဒါဒီကိုခင်ဗျားတို့တွေးနေတဲ့အစားအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီအပိုင်းမှာအလုပ်တွေလည်းမအားတာနဲ့ကျွန်တော်တင်တိုင်းလည်းရှိတာနဲ့ကျွန်တော်ဗီဒီယိုကိုတင်မပေးဖြစ်တာတော်တော်ကြာသွားပြီတလောက်လောက်ရှိမယ်ထင်တယ်အားလုံးလည်းတောင်းပန်ပါတယ်ကျွန်တော်အခုဗီဒီယိုတွေပြန်တင်ပေးပါမယ်ကျွန်တော်ရဲ့ personal Facebook account မှာရောကျွန်တော်ရဲ့Facebook page messenger တွေမှာရောကျွန်တော်မေးကြတယ်ပေါ့နော်ကျွန်တော်ရဲ့ Facebook page messenger မှာတောင်းပေးရင်တော့ကျွန်တော်ရဲ့ admin ညီလေးညီမလေး3ယောက်ရှိတယ်သူတို့ကင်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ Facebook မှာတော့ကျွန်တော် messenger အများနဲ့မကင်ပြဘူးမကြည့်ပြဘူးအဲ့တော့တချို့တွေ message ပို့တာကိုပြန်ပြီး reply မလုပ်မိတဲ့အခါတွေမှာလည်းတောင်းပန်ပါတယ်အများတိုင်းကျွန်တော်တို့ဒီဟာမကြည့်ပြဘူးကျွန်တော်ပြောချင်တဲ့ message ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေကိုကျွန်တော် knowledge sharing တွေကိုကျွန်တော်ဗီဒီယိုတင်ပေးပြီးသွားတဲ့အခါမှာကျွန်တော်ဒီတိုင်းနေပါတယ်မေးထားပါကျွန်တော်တပတ်ကိုတစ်ချိန်လောက်ဝင်ကြည့်ပြီးတဲ့အခါမှာကျွန်တော်ပြန်ဖြေပေးပါမယ်အဲ့ဒီထဲမှာအခုအမေးများတဲ့ဟာတွေမှာဘာတွေတွေ့ရလဲဆိုတော့ကျွန်တော်ဗလာကြီးအောင်ဘယ်လိုလုပ်ရမလဲတို့ကျွန်တော်အစားတောက်ဘယ်လိုစားရမလဲတို့ကျွန်တော်ပြိုင်ပွဲတက်ချင်တယ်ဘာလုပ်ရမလဲတို့နောက်တစ်ခုဒီရဲ့ဘက်မှာခက်စိတ်စိတ်မေးလာတာကအစီကြအောင်ဘာလုပ်ရမလဲအစီကကျွန်တော်တို့အစီချာစီတောက်တဲ့အခါမှာဒီဝင်းတွေကနေပြီးတော့စီးတွေကနေပြီးတော့ပါသွားတာလားအစီကဘယ်လိုကြာသွားလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့လာမေးတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြမယ်ခင်ဗျားတို့အနေနဲ့အရင်ဆုံးစဉ်းစားဖို့လိုတဲ့ဟာကအစီကဘယ်လိုကြာသွားတယ်လဲဝင်းထဲကနေပါသွားတာလားဒါမှမဟုတ်စီးထဲကနေပါသွားတာလားချွေးထွက်တဲ့အထဲမှာပါလားကျွန်တော်အသက်ရှူထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ပါသွားတာလားအပူစွမ်းအင်ကြောင့်အစီတွေကထွက်သွားတာလားဒါမှမဟုတ်အစီဆဲတွေကသေးသွားတာလားမရှိတော့တာလားခန္ဓာကိုယ်မှာကြံသေးလားပြန်ကြီးလာနိုင်လားကျုပ်သွားသလားလုံးဝပျောက်သွားသလားအဲ့ဒါဒီကိုခင်ဗျားတို့တွေးနေမယ့်အစားနံပါတ်1တစ်ချက်လေ့ကျင့်ခန်းလုပ်ပါလေ့ကျင့်ခန်းအဓိကပါပဲလေ့ကျင့်ခန်းလုပ်ပါလေ့ကျင့်ခန်းဆိုတာဂျင်သွားမှမဟုတ်ပါဘူးကျွန်တော်အမြဲတမ်းပြောတယ်အိမ်မှာနေနဲ့လမ်းလျှောက်တာတွေစသဖြင့်ပေါ့နော်ထိုင်ထားလုပ်တာတွေ jumping jack mountain climb မှာ hike knee စတဲ့ exercise တွေ russian tweet တွေdecline cranks ဒါမှမဟုတ်လို့ရှိရင် left leg လိုဟာမျိုးတွေဒီလိုလေ့ကျင့်ခန်းတွေကbody weight home workout တွေကိုအိမ်မှာလုပ်လို့ရတယ်ဒါလေးလေ့ကျင့်ခန်းတွေပဲအဲ့တော့ cardio ဖြစ်ကျင်နေဆိုရင်ကျွန်တော်ရက်ွက်ထဲမှာလမ်းပတ်ရှောင်မလားအုံမှာပေါ့လမ်းမပေါ်မှာပေါ့เนาะတခုခုပေါ့ပန်းချန်ထဲမှာလမ်းသွားရှောင်းနေမလားဒါမှမဟုတ်လို့ရှိရင် jogging လေးပြေးနေမလားအိမ်မှာနေနဲ့စပိန်လေးနဲ့ဒါမှမဟုတ်လို့ရှိရင်ပြေးဆက်လေးနဲ့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့လက်လွဲပြီးတော့ဆော့လို့ရတဲ့ဟာလေးတွေပေါ့เนาะအဲ့လိုမျိုးလေးတွေနဲ့ခင်ဗျားတို့လေ့ကျင့်ခန်းလုပ်မှာလား body weight workout တွေလုပ်မှာလားစသဖြင့်ပေါ့heart rate steady state ဖြစ်တဲ့အနေအထားတစ်ခုမှာပေါ့ကျွန်တော်တို့က cardio zone ထဲကိုရောက်နေတဲ့ heart rate တစ်ခုအနေနဲ့လေ့ကျင့်ခန်းလေးလုပ်နေမယ်ဆိုတော့ဒါဒီ exercise တစ်ခုအနေနဲ့ဖြစ်တာပဲကျင်သွားမှမဟုတ်ဘူးကျင်သွားရင်တော့နီးစနစ်တကျနဲ့ပို့ပြီးလုပ်နိုင်တာပေါ့ဗျာစက်ပစ္စည်းကိရိယာတွေအထောက်အကူပြုနိုင်တာပေါ့နံပါတ်1တစ်ချက်ကလေ့ကျင့်ခန်းလုပ်ပါခင်ဗျားတို့အစီတွေဘယ်ကထွက်သွားလဲချွေးရပါသွားလားအပူဆိုင်ရင်နဲ့အစီကပျောက်သွားတာလားအစီဆဲတွေကသေးသွားတာလားကျုံသွားတာလားလုံးဝပျောက်သွားတာလားကြံသေးသလားအေးရောဆိုတော့အဲ့ဒါတွေကိုမစဉ်းစားဘဲနဲ့နံပါတ်1တစ်ချက်ကလေ့ကျင့်ခန်းရလုပ်ပါနံပါတ်2အချက်ကကျတော့ healthy lifestyle အစားအသောက်ကိုသေချာစားပါကျွန်တော်တို့ trainer တွေအများကြီးပြောလို့ရှိတယ် macronutrient ratio ဆိုတဲ့ carbohydrate protein fat ဆိုတဲ့ဟာကိုစနစ်တကျစားပါcarbohydrate ရဲ့ဂုဏ်သတ္တိတွေ protein ရဲ့ဂုဏ်သတ္တိတွေ fat ရဲ့ဂုဏ်သတ္တိတွေကိုအကြမ်းမြင်အဖြစ်နားလည်ထားဖို့လိုပါတယ် carbohydrate ဒီစွမ်းရည်ထုတ်ပေးတယ်လို့ကျွန်တော်တို့အကြမ်းမြင်သိထားပါကစီတက်ကအဲ့တော့ဒီ fat ကရောဘာလဲဆိုလို့ရှိရင် fat ကကျွန်တော်တို့ hormone balance အတွက်အရင်ရေးကြည့်ပါတယ်hormone အတွက်ခန္ဓာကိုယ်ရဲ့လေပတ်မှုတွေအတွက်ပြီးလို့ရှိရင်ဒီ fat ဆိုတာကျွန်တော်ပြောတဲ့ healthy fat unsaturated fat ကိုပြောတာဖြစ်ပါတယ်ဒီ fat တွေကလည်းကျွန်တော်တို့ကအပူစွမ်းရည်ကနေပြီးတော့ပြောင်းပြီးတော့ခန္ဓာကိုယ် energy ထုတ်ပေးတဲ့ဟာလိုပဲမှတ်ထားလို့ရပါတယ်အကြမ်းမြင်နှစ်ခုနံပါတ်3ချက်အရေးကြီးဆုံး protein မှာ protein က muscle တိဆောက်ဖို့အတွက်အရင်ရေးကြည့်ပါတယ် protein မစားဘဲနဲ့ခင်ဗျားတို့ muscle မတိဆောက်ပါဘူးတချို့ညီလေးတွေမှာ bulking လုပ်တယ် muscle ကြီးခြင်းနဲ့ calorie ကိုပြည့်အောင်စားတယ်သို့တော့ protein intake မပြည့်ရင်အဲ့ဒါပြဿနာရှိပါတယ်အဲ့တော့နံပါတ်1တစ်ချက်က exercise လုပ်ပါနံပါတ်2အချက်ကတော့ကျွန်တော်တို့ protein ပြည့်အောင်စားပြီးတော့အစားအသောက်ကိုစနစ်တကျလေးစားပါကျန်တဲ့ micro ဆိုတဲ့ဟာတော့ဒါ nutrition ဆရာဝန်တွေအများကြီးပြောကြတယ်ခင်ဗျားတို့ပြောနေတဲ့ multi vitamin တွေအကြောင်းကိုဆက်လက်လေ့လာဖို့ multi vitamin တွေဆိုတာလည်းကျွန်တော်တို့စားတဲ့အစားအသောက်ထဲမှာအကုန်လုံးပါပြီးသားတွေရှိတယ်လိုအပ်တဲ့ဟာတွေကတော့ကျွန်တော်အပြင်ကနေတောက်ရတယ်ကျွန်တော်တို့အမြဲတမ်းတောက်တဲ့ multi vitamin တွေလည်းရှိပါတယ်ဒါပေမဲ့လူတစ်ယောက်နဲ့တစ်ယောက်ပေါ့လိုအပ်ချက်ပေါ့မတူပါဘူးဒါကတော့ဆရာဝန်နဲ့တိုင်ပဲပါအဲ့တော့ဒီနှစ်ချက်ကိုကျွန်တော်တို့ရပြီနံပါတ်3ချက်ကတော့ကျွန်တော်တို့အေးရေးဝအောင်အိပ်ပါရေများများတောက်ပါအဲ့တော့ကျွန်တော်တစ်ခါတွေးလိုက်သေးတယ်အလားပါရေးရဆရာဝန်တယောက်လာမသိရေ2လီတာတဲ့ပိုတောက်ရင်တေးတယ်ဆိုပြီးပြောတာဆိုတော့ကျွန်တော်တို့ကပညာရှင်တွေအနေနဲ့လည်း
educated ဖြစ်တဲ့သူတွေအနေနဲ့လည်းစကားတစ်ခုကိုလက်လွတ်စပယ်ကျွန်တော်မပြောသင့်ဘူးလို့ထင်တယ်ကျွန်တော်တို့ဆိုရေကို10လီတာလောက်ထိတောက်ခဲ့ရတာအခုလောလောဆယ်ပုံမှန်တစ်နေ့ကိုကျွန်တော်9လီတာနဲ့6လီတာကြားမှာတောက်ပါတယ်အဲဆိုရင်ဒီ2လီတာလောက်2လီတာထက်ကျော်ရင်အန်ဒီရရှိရလို့ပြောတာကြီးကကျတော့မကောင်းဘူးပေါ့ဗျာလူတိုင်းအတွက်မဟုတ်ဘူးလေဗျာသိလားလူတိုင်းအတွက်မဟုတ်ဘူးကွာအဲ့လိုဒီလူတူတယောက်အတွက်ပြောရမယ့်စကားတစ်ခုကိုကအဲ့လိုမျိုးကြီးပြင်းပြကြီးပြောချတဲ့အခါကျတော့အဲ့ဒီဗီဒီယိုက share တဲ့သူတွေများကြီးပေါက်ရင်တော့ပေါက်သွားနိုင်တယ်ဒါပေမဲ့မဟုတ်ဘူးလေနော်ကျွန်တော်အရှိမစကားအများကြီးပြောခဲ့ပြီးသားရှိပါတယ်လူတွေကအဖေမတူအမေမတူမွေးဖွားရမတူအဲ့တော့ကျွန်တော် body building မှာဆိုရင်တော့အရင်ကြီးကြီးတဲ့မွေးလာကလေးကပါလာတဲ့ body type ဖျားပေးထားတာကျွန်တော်လုံးယူလို့မရဘူးကျန်တဲ့အပိုင်းကကျတော့ဒီ body type ပုံမူတည်ပြီးတော့ကျွန်တော်တို့ကအစားအသောက်တွေ supplement တွေ training technique တွေနဲ့နောက်ဆုံးမှာ PED ဆိုတဲ့ performance enhancing drug တွေရဲ့ပါလာတဲ့ဟာရဲ့ပြောင်းလဲမှုပါအဓိက number 1တစ်ချက်ကတော့ body type အဲ့တော့ကျွန်တော်ပြောချင်တာကခင်ဗျားတို့အနေနဲ့အစီတွေကဘယ်လိုလောင်ကျွမ်းသွားသလဲအစီဆဲတွေကတီးသွားသလားကျုံသွားသလားဘယ်လိုပြန်ထွက်သွားတာလဲချွေးနဲ့ထွက်သလားအီးမြစ်ပါလားတိဖောက်ဝါးရဲ့ထဲမှာပါသွားလားဆိုတော့ခင်ဗျားတို့မစင်းစားပဲနဲ့ number 1 exercise လုပ်ပါ number 2 macronutrient ratio အစားအသောက်တွေကိုတိတိကျကျစနစ်တကျ protein ပြည့်ဝအောင်စားပါ number 3တစ်ချက်ကတော့အေးရေးဝအောင်အိပ်ပါရေကိုလုံလောက်စွာတောက်ပါဒါကိုကျွန်တော်ပြောချင်ပါတယ်အဲ့တော့1 2 3အဲ့တော့ဒီ3ချက်ကိုကျွန်တော်တို့ကိုက်ညီအောင်လုပ်နိုင်နေဆိုလို့ရှိရင်ခင်ဗျားတို့ပြောင်းလဲပါအဲ့တော့များသောအားဖြင့်ကျွန်တော်ပြောရမယ်ဆိုရင်အစီကဘယ်လိုဘန်းသွားလဲဆိုရင်ကာဗွန်ဒိုင်အောက်ဆိုက်အနေနဲ့ထွက်သွားတယ်လို့ခင်ဗျားတို့မှတ်ယူလို့ရတယ်အဲ့တော့ကာဗွန်ဒိုင်အောက်ဆိုက်အနေနဲ့ထွက်တယ်ဆိုတော့ခင်ဗျားတို့အသက်ကိုနည်းနည်းပဲရှူပြီးတော့လေကိုနည်းနည်းပဲရှူပြီးတော့အများကြီးချိန်ပြေးကြီးထိုင်ပြီးမှုတ်နေပါနဲ့နော်အဲ့တော့တချို့တွေကပြောတော့ချွေးထွက်သွားမှလန်းဆန်းသွားမှချွေးတွေထွက်သွားမှအစီရကျသွားမယ်ဆိုတာလည်းမဟုတ်သေးဘူးဗျအနည်းငယ်ပဲအဲ့ဒါကချွေးထွက်သွားတယ်ဆိုတာခင်ဗျားတို့ရဲ့ရေဓာတ်တွေအများကြီးဆုံးရှုံးသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောတဲ့ဟာလည်းအချိန်ကအခု6မိနစ်ကျော်နေပြီဆိုတော့ခင်ဗျားတို့နားထောင်အောင်မှပြင်းနေလိမ့်မယ်အဲ့တော့ကျွန်တော်ပြောချင်တာကအစီဘယ်ကကျသွားတယ်ဆိုတဲ့ဟာကိုခင်ဗျားတို့ညှင်းခုန်နေမယ်အစားအစီဘယ်လိုဖြစ်သွားတယ်ဆိုတာကိုခင်ဗျားတို့ပြောနေမယ်အစားcontent creator တွေအနေနဲ့လဲလူနာထောင်လို့ကောင်းပြီးတော့ share လို့ကောင်းပြီးတော့အထူးဆန်းတစ်ခုအနေနဲ့ content တွေဖြစ်မဲ့အစားတကယ် regularly တမကြတိတ်ပံနီးကြစနစ်တကျ technically ကောင်းဖြစ်စေမဲ့ဟာမျိုးကို educated ဖြစ်နေခေါင်းနဲ့စဉ်းစားပြီးတော့တွေးကြပါကျွန်တော်ပြောချင်တာကအဲ့တော့အစီဘေးကထွက်သွားတယ်ခင်ဗျားတို့မစဉ်းစားနဲ့မလေ့လာနဲ့သိလားကျွန်တော်ပြောတာမီးပွိုင်လောက်တာတွေဘယ်လိုလဲခင်ဗျားတို့နဲ့မဆိုင်ဘူးလေခင်ဗျားတို့မီးပွိုင်နီနေလို့ရှိရင်မမောင်းနဲ့စိမ့်တော့မှမောင်းဒါခင်ဗျားတို့သိရင်ရပြီမီးပွိုင်လောက်တဲ့သူကသူ့ဘာသူလှုပ်လိမ့်မယ်အဲ့သဘောတရားပဲခန္ဓာကိုယ်မှာအစီဘယ်လိုဘန်းသွားတယ်လဲတော့အစီတွေဘယ်နေရာထွက်သွားလဲလို့ခင်ဗျားတို့နေ့တိုင်းစက်ကရိယာနဲ့တိုင်ခင်ဗျားတို့ယူသွားမှာပေါ့နော်အဲ့တော့စိတ်ချမ်းသာအောင်နေကျမ်းမာအောင်နေလေးချိန်ကလေးစနစ်တကျလုပ်စီးပွားရေးတွေပို့ပြီးတိုးတက်အောင်မြင်အောင်လုပ်နော်ဒါတော့ပါပဲအားလုံးပဲတိုးတက်ချမ်းသာကျမ်းမာကြပါစေဗျာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်ဆုံမယ်